မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ perspective နဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံလေးရှင်းပြပါမယ် perspective ဆိုတာအနီးဝေးမြင်ခြင်းသဘောတရားကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါဝတ္ထုတွေကကျွန်တော်တို့နီးလို့ရှိရင်ထင်ရှားပြသသွားမြင်ရပြီးတော့ဝေးလို့ရှိရင်တော့မုံဝါပြောက်ကွယ်သွားပါတယ်။ဥမာယထာတန်လန်းတွေဥမင်လိုင်ကောင်းတွေလမ်းဘေးမီးတိုင်တွေနောက်ကျွန်တော်တို့ highway လမ်းမကြီးတွေပေါ့နော်ဒါတွေကိုကြည့်ခြင်းအပြင် perspective ရဲ့သဘောတရားကိုနားလည်နိုင်ပါတယ် perspective ကိုကျွန်တော်တို့ဒီ object တွေနဲ့ပုံဖော်ပြီးတော့ရေးဆွဲတဲ့အခါမှာဟိုးအဝေးဆုံးတနေရာကျွန်တော်တို့ vanishing point ပြောက်ကွယ်ဆက်ခုနကကျွန်တော်တို့ဝေးလို့ရှိရင်ပုံဝါးပြီးပြောက်ကွယ်သွားတယ်ဆိုတဲ့သဘောတရားကိုဆိုလိုခြင်းဖြစ်ပါတယ်ဟိုးအဝေးဆုံးတနေရာနော်အဝေးဆုံးတနေရာပြောက်ကွယ်ဆက် vanishing point ဒီဟာလေးကိုကျွန်တော်တို့အခြေခံထားပြီးတော့ဆွဲရမှာဖြစ်ပါတယ် perspective မှာကျွန်တော်တို့1 point 2 point 3 point Carolina နောက်ပြီးတော့ကျွန်တော်တို့ဒီ perspective ဆွဲတဲ့နည်းစနစ်များစွာရှိပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ interior design သို့မဟုတ် modern furniture design တခုကိုရေးဆွဲတော့မယ်ဆိုလို့ရှိရင်တော့1 point perspective နဲ့2 point perspective ကိုနားလည်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆင်ပြေလုံလောက်ပါတယ်ကျွန်တော်တို့1 point perspective ဒီအရာဝတ္ထုတွေကိုတဲ့ကြည့်တော့ပုံစံဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့2 point perspective ပေါ့နော်2 point perspective ကတော့အရာဝတ္ထုတွေကိုဘေးတစ်စောင်းကြည့်တဲ့ပုံစံဖြစ်ပါတယ်ကိုဆွဲလိုတဲ့ object တစ်ခုကိုဒီဘက်က finishing point နှစ်ခုကနေပြီးတော့ကျွန်တော်တို့ guideline လေးတွေဆွဲပြီးတော့ပုံဖော်ရတဲ့နည်းစနစ်မျိုးဖြစ်ပါတယ်ဒီအခုကျွန်တော်ကတော့ဒီပုံလေးတွေကိုအစမ်းနမူနာလေးဆွဲပြပေးထားပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်လည်းတူလိုက်ပြီးတော့အတူတူဆွဲလို့ရပါတယ်ကျွန်တော်သင်ခန်းစာလေးတွေလည်းထပ်ပြီးတော့ share လုပ်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်